Hello, I'm Kaisu Sutar, Face Online Education ngane Josobareshin. Okay, today we will learn lessons part 1, lesson 5. Tomorrow, take lesson 5 go lilayama tipare. Okay, shall we start the lesson? Lesson li salayaya. So please look at the title. Title ko jibang parele. I worked late. Ngaga nauzare ati alolo kede. Alolo kede lo balo pyole so dima edi le pang tha pare. Ko lo kede apyu mu takku di. Pi ge de achain ga phit khe de so jama do ga verb 2 ko thong piya ba me. Edi verb 2 soda ba le tu ko namal le pai me so yin past simple. Simple past lo le khor de past simple so le khor de. Jai da lo khor lo ya ba de. Verb 2 ko blo khor me so re past simple တော့မ simple past verb 2ကိုသုံးပါမယ်ဘယ်ခါမှသုံးတာလဲအတိတ်ကလုပ်ခဲ့တဲ့အချိန်မှာဖြစ်ခဲ့တယ်ဆိုရင်ကျွန်တော်တို့ verb 2အတိတ်ကာလကိုသုံးမှာဖြစ်ပါတယ် Okay so in this slide grammar focus နေတယ် I was late ငါကနောက်ကျတဲ့အထိအလုပ်လုပ်ခဲ့တယ်အရှိ lesson နေတော့ကကျွန်တော်တို့ simple present verb 1ကိုပြောခဲ့စေအခါက verb to do မှာ do နဲ့ does ကိုအကူခေါ်ခဲ့တယ်ဒီတစ်ခါ verb to do ရဲ့အတိတ်ကာလဖြစ်တဲ့did ကိုအခုခေါ်မှာဖြစ်ပါတယ်ကြည့်ကြည့်ပါဦး I didn't work late ငါကနောက်ကျတဲ့အထိအလုပ်မလုပ်ခဲ့ဘူးတစ်ခါတော့ပြောကြည့်ပါမယ် I didn't work late ငါကနောက်ကျတဲ့အထိအလုပ်မလုပ်ခဲ့ဘူး Okay ဒါဆိုအတိတ်ကလုပ်ခဲ့တဲ့ကိစ္စတစ်ခုကိုကျွန်တော်တို့က negative အငြင်းဝကြပြောင်းချင်နေဆိုရင်ဘယ်သူ့ကိုသုံးရမလဲ did ကိုသုံးပေးရမယ်ဒါဆိုရင်ဒီဝကြမှာ did ပါပြီဆိုတာနဲ့ထူးခြားချက်က hurry မှာed ပါတယ်ဒီမှာ ed မပါတော့ဘူးသူဒီ original base form ပုံစံကိုပြန်ပြီးတော့သုံးရမှာဖြစ်ပါတယ်အဲ့တော့ I didn't work late ငါကနောက်ကျတဲ့အထိအလုပ်မလုပ်ခဲ့ဘူးလို့ပြောတာဖြစ်ပါတယ်ဒါဆိုရင် I worked late ငါကနောက်ကျတဲ့အထိအလုပ်လုပ်ခဲ့တယ် I didn't work late ငါကနောက်ကျတဲ့အထိအလုပ်မလုပ်ခဲ့ဘူးအတိတ်ကလုပ်ခဲ့တဲ့ကိစ္စကိုညင်းချင်ရင်ဘယ်သူ့ကိုသုံးရမလဲဆိုတော့ did ကိုသုံးရမယ် did ပါပြီဆိုတာနဲ့အဲ့ဒီ verb တွေမှာ ed တွေဘာမှပေါင်းစရာမလိုတော့ဘူးသူဒီ original base form work ဘာမှမပါတဲ့ original မူရင်း verb ကိုပြန်သုံးရမှာဖြစ်ပါတယ်ဒါဆိုရင် please look at this one အဲ့တော့မိခွန်းလုပ်ကြည့်မယ်ဒီမှာတော့ did I work late ငါကနောက်ကျတဲ့အထိအလုပ်လုပ်ခဲ့လားဒါ I လေးနဲ့မိခွန်းမေးမယ်ဆိုရင် did ကိုရှေ့ထုတ်လိုက်တယ် did ကပါလာပြီဆိုတာနဲ့ဒီ verb တွေလည်း original base form ပြန်ပြီးတော့ဖြစ်သွားပါတယ် did I work late ငါကနောက်ကျတဲ့အထိအလုပ်လုပ်ခဲ့လားနောက်တစ်ခုကတော့ where did I work ငါဘယ်နေရာမှာအလုပ်လုပ်ခဲ့တာပါလဲလို့ပြောတာဖြစ်ပါတယ်Okay ဒါကတော့ question ဒါလည်း question နှစ်ခုမှဒါပါ question လဲဆိုတော့ yes or no question ဒီ question လေးကတော့ WH question ဖြစ်ပါတယ် So the next one ဒီတစ်ခါ subject က we အဲ့တော့ကျွန်တော်ထူးခြားချက်တစ်ခုကအရင် lesson တွေတုန်းက I ဆိုရင်အနည်းကိန်းအများကိန်း we ဆိုရင်အနည်းကိန်းအများကိန်းပြန်ပြီးတော့ချင့်ချိန်ရတယ် I ဆို was we ဆို were you ဆို they or he she it ဆို do that ကိုကြည့်မယ်ဆိုလို့ရှိရင် he she it ဆိုအကူကရိယာ that ကိုသုံးတယ် I we you they ဆိုအကူကရိယာ do ကိုသုံးတယ် verb 1မှာတော့အဲ့လိုခွဲခြားပြီးတော့မှတ်ခဲ့ရတယ်ဒါပေမဲ့ဒီ verb 2ကျတော့အရင်ကိုရိုးရှင်းတယ်သူက subject က I we you they ပဲဖြစ်ဖြစ် he she it ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကျတော့အကူကရိယာ hurry did ကိုပဲသုံးပြရတယ်ဒါပေမဲ့ did ပါရင်တော့ဒီမှာoriginal base form ကျန်တယ်ဆိုတာတစ်ချက်ပဲသတိပြုပေးရတယ်ဒီမှာတော့ subject we နဲ့တွဲသုံးထားပြီးတယ် we got up early get up အေးရထားသည် got up အေးရထားခဲ့တယ် we got up early ငါတို့ကစောစောအေးရထားခဲ့တယ် we didn't get up early ငါတို့ကစောစောအေးရမထားခဲ့ဘူးဒါဆိုရင်လည်းဒီတိုင်းပဲဒီ get up ဒီမှာ original ဖြစ်သွားတယ်ဘာဖြစ်လို့လဲ ignore အရင် did အငြင်းဝကြဖြစ်တဲ့အတွက် not ကိုထည့်တယ်ဒီတော့ကျမတို့က did ဆိုရဲ helpy verb အကူကရိယာကိုခေါ်တယ်အဲ့တော့ဒီမှာ original ပြန်ကျန်ခဲ့မယ် Okay ဒါဆိုတစ်ခါတော့ပြောကြည့်မယ် we got up early ငါတို့စောစောအိပ်ရထားခဲ့တယ် we didn't get up early ငါတို့စောစောအိပ်ရမထခဲ့ဘူးလို့ပြောတာဖြစ်ပါတယ် Okay please look at here ဒါကတော့ did we get up early question why did we get up question ဒီမှာလည်း question နှစ်ခုကိုတွေ့တယ်ဒီ question mark နှစ်ခုကိုတွေ့တဲ့အတွက်ဒါဘာ question လဲလို့မေးလို့ရှိရင်ဒါဒီThis is
Yes or no question. This is WH question. မေးခွန်းဖြစ်တဲ့အတွက် did ကို subject ရဲ့ရှေ့ကိုထုတ်တယ်။ကြံခဲ့တဲ့ verb က original base form base အခြေခံ verb ပုံစံအတိုင်းပဲပြန်ကြံခဲ့မယ်။ When did we get up ငါတို့ဘယ်နေရာမှာဘယ်အချိန်မှာထားခဲ့လဲဆိုလို့ရှိရင်လေဘယ်အချိန်မှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ် when ပဲပြော where ပဲပြော what ပဲပြော WH question ဖြစ်တဲ့အတွက်ဒီမှာone where ကိုရှေ့ထုတ်ပြီးတော့မှ did ပါမယ်ဒီမှာ original base form ဖြစ်မယ်ဒါဆိုအတန်အတွက်က yes or no question ဆိုကျမတို့ရဲ့ tone of voice ကအပေါ်ကိုတက်မယ် WH question ဆို tone of voice က the same level တူတူပဲသွားမယ် okay ကျမတို့တူတူထွက်ကြည့်ပါဦး Did we get up early When did we get up တစ်ခါလောက်ပြောကြည့်ပါဦး Did we get up early When did we get up Good Now please look at next slide Oh, this slide မှာဆိုရင် subject ကဘာကိုတွေ့လဲဆိုတော့ you went to the party you went to the party မင်းက party ပွဲကိုသွားခဲ့တယ် you didn't go to the party မင်းက party ပွဲကိုဘာဖြစ်လဲမသွားခဲ့ဘူးလို့ပြောတယ် okay ဒါဆိုရင်ကျမတို့ want က original form ဒီမှာ go ဖြစ်သွားတယ်ဘာကြောင့်လဲ did ပါတဲ့အတွက်ကြောင့်မို့ဒီ lesson ကအရင်လွယ်ပါတယ် I we you they he she it subject နေရာမှာ I we you they he she it subject ကဘာပဲဖြစ်ဖြစ်ကျမတို့အတိတ်ကာလကိုညင်းကျင်တဲ့မိကုလို့ချင်တဲ့ဆိုအကူကရိယာဘာကိုသုံးရလဲ did ကိုသုံးရတယ်တခုပဲအဲ့ဒီ did ပါတယ်မိကုမဲ့ဖြစ်ဖြစ်အငင်းမဲ့ဖြစ်ဖြစ် did ပါတယ်ဆိုရင် original base form ဒီမှာပြန်ပြီးတော့ပြောင်းသွားတယ်အဲ့ဒါလေးသတိထားမိရင်ရပါတယ် Okay next slide ဒီ slide မှာတော့ဒါက question ဒီမှာလဲ question ဒီမှာလဲ question Did you go to the party မင်း party ပွဲကိုသွားခဲ့လားပြောကြည့်မယ် Did you go to the party မင်း party ပွဲကိုသွားခဲ့လားဒါဒီ yes or no question Where did you go မင်းဘယ်နေရာကိုသွားခဲ့တာလဲ This is WH question ဒါဆိုဒီမှာ question တစ်ခုပြည့်တယ် Did you go to the party or where did you go ဒါလည်းဆိုကျမတို့ရဲ့ tone of voice ကအတန်ကအပေါ်ကိုတက်မယ် Did you go to the party Where did you go Did you go to the party? Where did you go? ဒီမှာအခုကရိယာ did ပါတယ် original base form အခုကရိယာ did ပါတယ် original base form ဒါလေးသတိထားမိဖို့လိုပါတယ် Good next slide Here the subject they ဒီတစ်ခါ subject they ကိုသုံးထားတယ် They told the truth သူတို့ကအမှန်အတိုင်းပြောခဲ့တယ် The truth အမှန်တရားအမှန်အတိုင်းပြောတာဆိုတော့ tell နဲ့ပဲတွဲပြီးတော့သုံးပေးရမယ်သို့တော့ TEL tell တဲ့အတိတ်ကာလက TOLD told အဲ့တော့ဒီမှာပြောမယ် they told the truth သူတို့အမှန်အတိုင်းပြောခဲ့တယ်သူ့ကိုကျမတို့ညင်းမယ်ဆိုရင်အကူကိုရီးယား did ကိုသုံးမယ်ဆို didn't tell အဲ့တော့ told ရဲ့ original base form tell ကိုပြန်ပြီးတော့သုံးပေးရပါမယ် they didn't tell the truth သူတို့အမှန်အတိုင်းမပြောခဲ့ဘူး okay the next one this is also question ဒီမှာဆိုလေ did they tell the truth Yes or no question What did they tell သူတို့ဘာပြောခဲ့တာလဲ WH question ဒီမှာ did ပါတယ်ဒီမှာ did ပါတယ် original base form tell original base form tell Good Now look at here ဒီမှာတော့ subject ပြောင်းသွားပြီ he ပြောင်းမိမယ်လေပြဿနာမရှိဘူးအတိတ်ကာလ did ကိုပဲပြန်သုံးပြရမယ် He kicked the ball သူကဘောလုံးကိုကန်ခဲ့တယ် He didn't kill the ball သူကဘောလုံးကိုမကန်ခဲ့ဘူး negative sentence not ပါတယ် negative sentence မလို့ did ကိုထည့်ရတယ် did ပါလို့ original base form kick Good next slide Did he kick the ball သူကဘောလုံးကိုကန်ခဲ့သလားဒါကquestion ဘာ question လဲ yes or no question What did he kick သူကဘာကိုကန်ခဲ့တာလဲဒါလဲဘာ question လဲ WH question ဒါဆိုရင် question နေဖြစ်ရင်ကျမတို့အခုကရိယာ did ကိုခေါ်တဲ့အတွက်ကြံခဲ့တာဒီ original base form did ဆိုတဲ့ helping verb အခုကရိယာကိုခေါ်တဲ့အတွက်ကြံခဲ့တာဒီ original base form Okay ကျမတို့ဒီတစ်ခါလောက်ဖတ်ကြည့်ရအောင် Did he kick the ball What did he kick Did he kick the ball What did he kick Good Now here subject လေးကဘာဖြစ်သွားပြီလဲဆိုတော့ she cried a lot သူကငိုခဲ့တယ်ဘယ်လိုငိုခဲ့လဲအများကြီးငိုခဲ့တယ်အားကြီးငိုခဲ့တယ်အရမ်းငိုခဲ့တယ် Okay ဒီမှာ she နည်းများ I will you they he she it ပြဿနာမရှိဘူးကျမတို့ cry cry ရဲ့ verb 2ဖြစ်တဲ့ cried cried ကိုသုံးပေးရမှာဖြစ်ပါတယ် She cried a lot သူကအရမ်းငိုခဲ့တယ် She didn't cry a lot သူကသိပ်ပြီးတော့မငိုခဲ့ဘူးပေါ့နော် Okay good Now let's move on to the next one Did she cry a lot သူမအရန်ငိုခဲ့ပါသလားဒီတစ်ခါ question ဖြစ်တဲ့အတွက် did ကိုရှေ့ထုတ်တယ် cry က original base form How did she cry သူမဘလို့ငိုခဲ့လဲအဲ့တော့ဘလို့ငိုခဲ့လဲဆိုတော့ question ဖြစ်တော့ did ဆိုတော့ဒီမှာ cry ကလည်း original base form အတန်ထွက်ရင်ပဲကျွန်တော်တို့သတိထားရမယ် This is
Yes or no question. This is WH question. The color then did she cry a lot? Did she cry a lot? How did she cry? How did she cry? Good. Now next lesson. Here, it. ကျွန်တော် subject တွေမှာဘာလို့သုံးလဲဆိုတော့ it ကိုတွေ့ရပါတယ် It rained a lot. မိုးတွေအရမ်းရွာခဲ့တယ်အဲ့တော့ဒီနေရာမှာ verb ဖြစ်တဲ့ rained verb 2 ed ပေါင်းတယ် It didn't rain a lot. Subject က I, we, you, they, he, she, it ပြဿနာမရှိဘူးကျမတို့အငင်းဘယ်သူကိုသုံးလဲ did not ကိုသုံးတဲ့အတွက် original rain ဒီ rain မှာ ed မပါတော့ဒါဆိုရင် it didn't rain a lot ရာသီဥတုတွေသဘာဝအကြောင်းအချိန်တွေအကြောင်းတိရစ္ဆာန်လေးတစ်ကောင်နဲ့သတ်မဲ့ပစ္စည်းတစ်ခုနဲ့အခြေအနေတစ်ခုကိုရည်ညွှန်းခြင်းရင် subject နေရာမှာ it ကိုသုံးပေးရပါမယ် Good here Did it rain a lot မိုးတွေအရမ်းရွာခဲ့လားဒါလေးကတော့ question ဖြစ်တဲ့အတွက် did ကိုရှေ့ထုတ်တော့ rain က original base form How did it rain ဘယ်လိုရွာခဲ့လဲ did ကိုရှေ့ထုတ်တဲ့အတွက် original base form This is yes or no question. This is WH question. Okay, let's read out together. That's what I want to do. Did it rain a lot? How did it rain? One more time, please. Did it rain a lot? How did it rain? Good. So here, so this simple past tense လို့ခေါ်တဲ့ verb 2ကိုသုံးပြီးတော့ conversation လေးတွေကို practice လုပ်ရမှာဖြစ်ပါတယ်။ A ကပြောလိုက်ပါတယ် Did you watch a film yesterday? Did you watch a film yesterday? Yesterday အတိတ်ကအချိန်ပါနေတဲ့ did နဲ့မေးတဲ့ watch က original ကျန်ခဲ့မယ် Did you watch a film yesterday? မနေ့ကရုပ်ရှင်ကြည့်ခဲ့လားအဲ့တော့ကြည့်ခဲ့လားကြည့်ခဲ့တယ်မကြည့်ခဲ့ဘူးအဲ့တော့ဒါပါ question လဲ how နဲ့ what တွေနဲ့မစတဲ့အတွက်ဒါက yes or no question ဒါဆိုကျွန်တော်တို့ short answer ပေးရမယ် yes I did ဒါပေါ့ကြည့်ခဲ့တာပေါ့ What did you do? မင်းကရောဘာလုပ်ခဲ့လဲ did ကိုမေးတဲ့ original do ကြံခဲ့တယ် Me ငါလားငါ့ကိုမေးတာလား I didn't do anything ငါဘာမှမလုပ်ခဲ့ဘူးလို့ဖြေတာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့အတူတူ practice လုပ်ကြည့်မယ် Did you watch a film yesterday? Yes I did. What did you do? Me? I didn't do anything. Okay, let's read that together. Did you watch a film yesterday? Yes I did. What did you do? Me? I didn't do anything. Good. Now here is conversation 2. The conversation 2 မှာ A ကပြောလိုက်တယ် Did you go to the concert yesterday? Concert show ပွဲဂီတဖျော်ဖြေပွဲအဲ့တော့မင်းကဂီတဖျော်ဖြေပွဲ show ပွဲကိုမသွားခဲ့လားကျွန်တော်တို့ did ကိုရှေ့ထုတ်အတွက်ဒီ go ဒီ original base form ကျန်ခဲ့မယ် Yesterday အတိတ်ကိုပြတဲ့အချိန်ပါနေတယ်အတိတ်ကလာ verb 2ကိုသုံးရတယ် Did you go to the concert yesterday? မင်းမနေ့ကရုပ်ရှင်ကိုသွားခဲ့show ပွဲကိုသွားခဲ့လားYes I did ဒါပေါ့သွားခဲ့တာပေါ့သွားရင်သွားခဲ့တယ်မသွားရင်မသွားခဲ့ဘူးအဲ့တော့ဒီကောင်ဒီဘာ question လဲဆိုတော့ yes or no question ဖြစ်တဲ့အတွက်ကျွန်တော်တို့ yes လား no လားဖြေတယ် yes I did ဒါပေါ့ငါသွားခဲ့တာပေါ့ and you ဆိုတော့ဘယ်သူပေါ့လဲမင်းရောလို့မေးလိုက်တယ် well ဒီညမှာ well ဆိုတာကောင်းပြီလို့ပြောတာမဟုတ်ဘူးကျွန်တော်တို့စကားတစ်ခုခုပြောတဲ့အခါမှာဘာပြောရမလဲမသိတော့ကိုယ့်ရဲ့အတန်ကနေထွက်သွားတာနှုတ်ကနေထွက်သွားတော့ well ဆိုမြန်မာလိုဆိုတော့ဘာလဲဆိုတော့အဲ့လိုသဘောမျိုးပြောတာဖြစ်တယ် well စဉ်းစားရင်းနဲ့ပြောတာ I just stay at home. I just ယုံမဲ့ stay at home အိမ်မှာပဲငါကနေုံမဲ့နေခဲ့တာဘာမှမလုပ်ခဲ့ဘူးပေါ့ I just stay at home ငါအိမ်မှာပဲနေခဲ့တယ် Okay ကျမနဲ့အတူတူထွက်ကြည့်ပါဦး Did you go to the concert yesterday? Yes I did. And you? Well, I just stayed at home. Okay, let's read that together. Did you go to the concert yesterday? Yes I did. And you? Well, I just stayed at home. Good. Now, next slide. Good. This is today's focus. Do you see two people? This is mommy. This is Sam. Okay, mommy. Mommy, I read the storybook for my son last night. ဒီမှာကျမတို့ဘာကိုတွေ့လဲ last night မနေ့ညကကိစ္စကိုပြောတယ်မနေ့ညကကိစ္စဆိုတော့ဒါကလုံးဝပြီးသွားပြီဒါဆိုဒီနေရာမှာသုံးတာ read မဟုတ်ပါဘူး read 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 က verb 1 simple present ဒါပေမဲ့ကျွန်တော်တို့ဒီမှာသုံးနေတာ simple present မဟုတ်ပါဘူးဒီမှာသုံးတာ verb 2 simple past tense အတိတ်ကာလကိုသုံးတာဖြစ်တယ်အဲ့တော့ read ရဲ့အတိတ်ကာလက read I read the storybook for my son last night ပြီးခဲ့တဲ့ညကသားကိုပုံမြင်လေးတစ်ပုဒ်ဖတ်ပြခဲ့ပါတယ်တဲ့အဲ့ဒီချိန်မှာပဲ the light went out မီးရပြတ်သွားပြီ the light went out go out ကအတိတ်ကာလ went out
မနေ့ညပဲဖြစ်ခဲ့တဲ့အကြောင်းအရာကိုပဲပြောနေတာဒါကြောင့်မလို့ဒီမှာကျမတို့ simple past tense verb 2ကိုပဲဆက်သုံးပေးရတယ် the light went out မီးပြတ်သွားပြီအဲ့တော့မီးပြတ်သွားပြီပြန်ပြောကြည့်ပါဦး the light went out okay so I didn't finish the story I didn't finish the story ငါကပုံမျိုးလက်စမတတ်နိုင်ခဲ့ဘူးမီးပြတ်သွားတဲ့အတွက်ဒါဆို he was sad သူပုံမျိုးအဆုံးထိနားမထောင်ရတော့ he was sad သူကဝမ်းနေခဲ့တယ်ကျမတို့ BEB ရဲ့ past form ဖြစ်တဲ့ was there way ဒီမှာ he ဆိုတော့ဘာလို့သုံးလဲ was so he cried သူကဘာဖြစ်ခဲ့လဲငိုခဲ့တာပေါ့ so he cried okay let's read out together ကျမနဲ့ကြည့်လို့ဖတ်ကြည့်မယ် I didn't finish the story he was sad so he cried It ဒါဆို today focus ကအစလေးကိုကျွန်မကပြန်ပြီးပြချင်ပါတယ် Here I read the storybook for my son last night The light went out I didn't finish the story He was sad so he cried Good So ဒါဆိုရင်ဒီနေ့ lesson လေးကိုပြန်ပြီးတော့ချုပ်ပါမယ်ဒီနေ့ကျမတို့သင်သွားတာကတော့အလွယ်ပြောရမယ်ဆိုရင်တော့ verb 2ဒါပေမဲ့ဒီ verb 2လေးရဲ့နာမည်က simple past tense သို့မဟုတ် past simple လို့လည်းခေါ်ပါတယ်ဒီ simple past tense past 2ကိုဘယ်အခါမှာသုံးလဲဆိုရင်အတိတ်မှာဖြစ်ခဲ့တဲ့အချိန်တွေအတိတ်မှာဖြစ်ခဲ့တဲ့ကာလမှာကိစ္စတွေကိုအဲ့ဒီကာလကကိစ္စတွေကိုသုံးတဲ့အခါမှာဒီ verb 2 simple past tense ကိုသုံးပါတယ်သူ့ကိုသုံးပြီဆိုရင်တော့ညင်းတော့မယ်မိကိုမေးတော့မယ်ဆိုရင်အကူကရိယာအနေနဲ့ did ကိုသုံးပေးရပါတယ်အဲ့ဒီ did ကိုသုံးပြီးဆိုလို့ရှိရင်အနောက်မှာကြံခဲ့တဲ့ verb ဒီ original base form ဖြစ်သွားတာကိုသတိပြုပေးရပါမယ် Okay today I'm going to stop here you did the best thank you